အားလုံးပဲမင်္ဂလာပါ No Daily တက်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့2026အတွက်အိမ်မက်တွေတကယ်ဖြစ်လာစေဖို့ Vision Board လုပ်နည်းကိုပြောပြပေးသွားပါမယ်အရင်ဆုံး Vision Board ဆိုတာဘာလဲဆိုတာကိုရှင်းပြပေးပါမယ်လူတော်တော်များများက Vision Board ဆိုတာပုံလှလှလေးတွေကတ်ထားတဲ့အလှပြပုံလို့ထင်တတ်ကြတယ်ဒါပေမဲ့တကယ် Vision Board ဆိုတာကကိုယ့်ရဲ့အနာဂတ်အတွက် Visual GPS လိုမျိုးပုံဖော်ထားတဲ့လမ်းညွှန်ပြပုံတစ်ခုပဲဖြစ်ပါတယ်ရိုးရှင်းရှင်းပြောရရင်2026ထဲမှာဖြစ်ချင်တဲ့ပန်းနိုင်တွေတွားချင်တဲ့ခရီးစဉ်တွေပိုင်ဆိုင်ခြင်းတဲ့အရာတွေနဲ့ဖြစ်ချင်တဲ့လူနေမှုပုံစံတွေကိုစာသားတွေပုံနေနဲ့စုစည်းပြီးတော့မျက်စိရှိမှအမြဲမြင်နေရအောင်လုပ်ထားတဲ့ပုံတစ်ခုဖြစ်ပါတယ်။ခုဗီဒီယိုထဲမှာပြသွားမယ့်အဆင့်တွေကိုတခြားကြည့်ပြီးတော့လိုက်လုပ်ကြည့်ကြရအောင်။ကဲ Canva နဲ့အရင်ဆုံးဘယ်လိုလုပ်ရမလဲဆိုတာကိုကြည့်လိုက်ကြရအောင်နော်။ဖုန်းနဲ့လုပ်မဲ့သူတွေဆိုရင်တော့ App Store ထဲမှာဒါမှမဟုတ် Play Store ကနေပြီးတော့ Canva application ကိုအရင်ဆုံး download ဆွဲထားပေးပါနော်။ laptop နဲ့အသုံးပြုမဲ့သူတွေကတော့ browser ထဲမှာ Canva login လို့အလွယ်တကူဝင်ရောက်အသုံးပြုလို့ရတယ်။အဲ့ဒီမှာဆိုရင်ဒါ free သုံးလို့ရတာဖြစ်တဲ့အတွက်ကြောင့်ဒါ free သုံးတဲ့လူတွေအတွက်ကြာလာတာပေါ့နော်။အဲ့တော့အမားလေးကိုနှိပ်လိုက်မယ်။အခုဆိုရင် Canva website တွေကိုဒါဝင်လာပြီပေါ့နော်။အဲ့ဒီမှာ Vision Board လုံးမှာဖြစ်တဲ့အတွက်ကြောင့် Vision Board ဆိုပြီးတော့ဒါရိုက်ရှာလိုက်မယ်။ရိုက်ရှာလိုက်ရင်အောက်မှာဆိုရင်ဒါ Vision Boardမျိုးစားအများကြီးကြာလာတယ်ပေါ့နော်site ပေါင်းစုံကြာလာတယ် design ပေါင်းစုံကြာလာတယ်အဲ့ဒီမှာ desktop site ရှိရယ် wallpaper site ရှိရယ်ကိုက wallpaper site လို့ကျင်တော့ wallpaper site ကိုရွေးလိုက်ပါတယ် custom template နှိပ်ပြီးတော့ဒါကိုလိုချင်တဲ့ဒီဇိုင်းကြလာပြီပေါ့နော်အဲ့ဒီမှာဆိုရင်ကိုကတော့ဒါ workout ပုံလေးကိုကိုလိုချင်တာပြောင်းထည့်ဖို့အတွက်ကိုဒါရှာမယ်ပေါ့နော်အဲ့တော့ဘယ်ဘက်မှာရှိရဲ့ element မှာ workout လို့ရိုက်လိုက်မယ်ရိုက်လိုက်ပြီးသွားရင်တော့ဒီမှာphoto ကိုရွေးမယ်ပေါ့နော်အိမ်မှာဆိုရင်တော့ပုံတွေအများကြီးကြာလာတယ်အမှာပစံပေးပြီးတော့မှသုံးလို့ရတဲ့premium image တွေလည်းရှိတယ်လို့ပေါ့နော်ဒါ free version တွေလည်းအများကြီးရှိတယ်ဆိုတော့ကိုယ်အဆင်ပြေရဲ့ပုံတစ်ပုံရွေးပြီးတော့ဒါအစားထိုးပြီးတော့ဒါထည့်လိုက်မယ်ပေါ့နော်ထည့်လိုက်ပြီးသွားပြီဆိုရင်အောက်မှာလည်းအလိုပဲကိုရေတောက်ချင်တဲ့ပုံစံမျိုးလေးကိုလိုချင်တော့ဒါထည့်တဲ့အခါမှာတချို့ image တွေအဆင်မပြေရင်လည်းဒါ delete ပြန်လုပ်ပြီးတော့မှပြန်ရှာပြီးထည့်လို့ရတယ်ပေါ့နော်အဲ့တော့ဆက်ရှာလိုက်တဲ့အခါမှာဆိုရင်ဒီပုံထည့်ကြည့်လိုက်တယ်ထည့်ကြည့်တော့အမှ Canva ဆိုပြီးဖြစ်နေဒါဆိုရင် free version မဟုတ်လို့ကြာတာပေါ့နော်အဲ့တော့အဲ့ကောင်ကိုပြန်ပြီးတော့ဖြတ်ကြည့်လိုက်မယ် delete image နဲ့ပြီးတော့ဒါဆက်ရှာပြီးတော့ပေါ့နော်အဆင်ပြေရဲ့ပုံတစ်ပုံကိုထပ်ပြီးတော့ထည့်လိုက်မယ်ဒါဆိုရင်အဆင်ပြေသွားပြီနောက်တစ်ခုကလည်းဒါ happy life ပုံစံမျိုးလိုချင်တော့happy life တစ်ခုကိုစားထုတ်ပြီးထည့်မယ်ထည့်ရင်ဒီမှာပုံတွေအများကြီးကြာလာမယ်အမှလည်း premium သုံးမှဒါပေါ့နော်ရှာလို့ထည့်လို့ရတဲ့ဟာမျိုးလည်းရှိတယ်ဒါမှမဟုတ်ရင် free version တွေလည်းအများကြီးရှိပါတယ်ဒါဆိုရင်တော့ဒီပုံတစ်ပုံတန်းစမ်းပြီးတော့ဒါ delete image ကိုနှိပ်ကြည့်မယ်ပေါ့နော်နှိပ်ပြီးသွားရင်ဒါထည့်ကြည့်မယ်အဲ့တော့ဒီပုံတစ်ပုံထည့်ကြည့်လိုက်မယ်ထည့်ကြည့်လိုက်တဲ့အခါမှာဆိုရင်တချို့ပုံတွေကြတော့သုံးလို့မရဘူးပေါ့နော်သုံးလို့မရတဲ့ဟာမျိုးတွေရှိရဲလို့ Canva တို့ဘာလို့ပေါ့နေဒါဆိုရင်တော့သူက premium ယူမှသုံးလို့ရတာအဲ့တော့အဲ့ဒါဆိုရင်တော့အဆင်မပြေဘူးပေါ့နော်အဲ့တော့ပုံတွေကတော့အများကြီးရှိရဲဒီမှာကိုလိုချင်တဲ့ design တွေကိုဒါယူပြီးတော့ထည့်လို့ရတယ်ပေါ့နော်အမှဆိုရင်ဒါဆက်ပြီးတော့ရှာနေတော့အမှပုံလေးတွေကတော့အများကြီးကြာလာတယ်ကြာလာတယ်ပေါ့နော်ကိုလိုချင်တဲ့ design တော့မတွေ့သေးဘူးအောက်မှာဆိုရင်တော့ပုံတစ်ပုံလေးကတော့မစိုးဘူးပေါ့နော်အဲ့ဒီပုံလေးကိုတော့ဒါရွှေ့ပြီးတော့ထည့်ကြည့်လိုက်တယ်ထည့်ကြည့်လိုက်တော့ဒါအဆင်ပြေတယ်ပေါ့နော်အဆင်ပြေရဲ့အိမ်မှာဆိုရင်နောက်တစ်ခုကတော့ကိုကဒီ page တစ်ခုကိုဒါသွားခြင်းနဲ့ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီ page တစ်ခုကိုစားထိုးပြီးတော့ထည့်ကြည့်တယ်ပြီးရင်အောက်ကပုံတွေကိုလည်းအဲ့လိုပဲ delete image နဲ့ပြီးတော့channeling ရေးတဲ့ပုံတစ်ပုံဒါထည့်ကြည့်ရပေါ့နော်တချို့ပုံတွေဆိုရင်အဆင်မပြေရင်လည်းဒါ delete image နဲ့နှိပ်ပြီးတော့အစားထိုးပြီးတော့ဒါအများကြီးဒါထည့်လို့ရတယ်ပေါ့နော်သူ့ရဲ့ဒီ site နဲ့ညီမျှတဲ့ပုံတော့ဖြစ်ရမယ်မဟုတ်ရင်ဒီ Vision Board ကကြည့်မကောင်းတာမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ဒါ site သေးလေးပဲသူကspeed ထဲမှာဖြစ်တဲ့အတွက်ကြောင့်ဒါ site speed ဟိုသေးလေးကိုဒါထည့်ကြည့်လိုက်တယ်ထည့်ကြည့်လိုက်တဲ့အခါမှာဆိုရင်တော့ဒါအဆင်ပြေသွားပြီပေါ့နော်အဆင်ပြေသွားပြီဆိုတော့ဒါကိုလိုချင်တဲ့ Vision Board ရလာပြီဆိုရင်ညာဘက်မှာရှိတဲ့ share ကိုနှိပ်ပြီးရင် CO ကိုနှိပ်ကြည့်ပေါ့နော်နှိပ်ပြီးသွားရင်တော့ဒီမှာ download ဆိုတာလေးရှိရယ်ပြီးရင်ဒီ download
ကိုနှိပ်ကြည့်လိုက်မယ်ဆိုရင်တော့ဒါပုံ download တင်လုပ်နေတယ်ပေါ့နော်line ကြရင်တော့ခဏစောင့်ပါတယ်เนาะ click here ကိုနှိပ်လိုက်တယ်ဆိုရင်တော့ဒါကိုလိုချင်တဲ့ပုံလေးတော့ကြာလာပြီပေါ့နော်အဲ့တော့ဒီမှာဆိုရင် vision box ဆိုတဲ့ဟာမျိုးလေးဒါကြာလာပြီပေါ့နော်အဲ့တော့ကိုကတော့ wallpaper မှာတင်တာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီဖုန်းရဲ့ wallpaper မှာတင်တဲ့အတွက်ကြောင့် wallpaper site လေးတော့ရပါပြီရှင်အခုလိုဗဟုသုတရှိစေတဲ့ tip လေးတွေနဲ့အသိပညာတွေကိုအမြဲလေ့လာနိုင်မှုအတွက် no daily tip ကိုလည်း subscribe လုပ်ပြီးတော့ follow ထားဖို့လည်းမေ့ပါနဲ့เนาะနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အားလုံးပဲ bye bye